ဖေဖေအတွက်တတိတာစကားကောင်းများကျွန်တော်တကယ်လိုအပ်နေလို့လာတောင်းတာနော်ပြီးတော့ဖေးမှလည်းတာဝန်ရှိရတယ် ဖေဖေမှာတောင်းရှိတာအမှန်နဲ့ဘာအတွက်လိုတာလဲလို့ဖေဖေမေးနေတာ အဖေကြီးလေဒီနေ့ဒီပြန်စားပြီးတော့အရက်ကိုအပြီးပိုင်ဆွန့်လွှတ်လိုက်ပြီ ဒီသာသနာ့ဘောင်ပြီးပိန်ကနေအခါမှာဒါဒီသမီးလေးပါလို့ယဟန်တကာကမှဖြစ်စီခြင်းလို့ ငါတောက်ငါခမင်းဝအောင်ကျွေးနေတယ်ငါခေါ်သွားမယ်ဟုတ်လားဒါ ဒီမပေါ်နေနေလေတာ ဘာဝရှိဖေပြားနေကိုဂုဏ်ယူသောအပြင်ဇွန်လ22ရက်နေ့တနင်္ဂနွေနေ့တွင်ဖခင်မြေတာပွဲဖော်ညွှန်းသောစကားကောင်းများကိုတနေ့တာလုံးပြသသွားမှာဖြစ်ပါတယ်ကျေးဇူးတရားကြီးမားလုံးနဲ့တို့ဖေများနေမှာကိုစိတ်နှပြကျမ်းမာချမ်းသာပြီးအမြဲတမ်းပြောနိုင်ပါစီဖေ